နားလေလားဘာဆောက်ချိုးတွေငါ့ကိုလာချိုးနေကြတာလဲနင်တို့ကတိခံနေဆိုပြီးတော့ငါအရင်တော့အနုပညာလုပ်လို့ social မှာငါဒါတက်မရှိငါဆော့ရှော့ကွဲမှာဆိုအခုဘာအနုပညာမလုပ်အသိတက်ရှင်ပါနင်တို့တစ်ခုချင်းလာမှာဖုန်းမှာအကုန်ရှိရနော်ကောင်မငါမိဘတွေနေဆဲဆိုပြီးတော့မရိုင်းထားရတယ်ငါပစ္စည်းငါပြန်လာယူဖို့တော့မှပြန်လာယူခွင့်မပေးတာနစ်ဆောက်ကျင့်နင်ငါ့အိမ်မှာတက်ပြီးလုတ်ခဲ့ရတယ်အကုန်လုံးပြောမှာအေးပတ်သက်ခဲ့ဆက်သွယ်ခဲ့မှန်တယ် तू ခုတင်တာ तू မှန်တယ်ဆိုငါ့ကိုဒီမှာလာ join ပြီးရှင်းခိုင်းလိုက်လေဘာလို့လာ join မရှင်းရဲလဲအဲ့ဆိုဟမ် तू မှန်တယ်ဆိုလာရှင်းခိုင်းလေကောင်မ तू မြောက် subject တက်ရုပ်ပြီးလာရှင်းဆိုကြမရှင်းနိုင်ဘူးသူမိဘကို Rochelle live ထဲမှာပို့ဆိုပတ်ဆက်တွေပြောရကြ तू ဘလို့အသက်ဆက်နာလဲသူများမိဘကြဘာလာဝင်လောက်တာငါဖေးမိတယ်ဒီကိစ္စဘာဆိုင်လို့ငါဖေးမိလို့လာပြီးတော့တင်တာလဲနင်ကဟမ်မိမရုပ်စနိုင်မှာတငယ်ချင်းအရင်ရဲ့ဘဲကိုတငယ်ချင်းအိမ်ပေါ်မှာတင်ခေါ်ထားတဲ့အချိန်မှာစနိုင်ကြော်တဲ့ကောင်မတငယ်ချင်းပစ္စည်းတွေတော့မှပြန်မပေးပဲတုံးနေတဲ့ကောင်မအခုငါ့ကိုလာပြီးဖင်လာရတဲ့ဆော့ဆက်ပြောလို့အကုန်လုံးဘလော့ထားတယ်စနိုင်မှာထွက်ပြေးတိန်းရှောင်ပြီးတော့ဒဲလာရှင်းဆိုတော့မရှင်းရဘူးငါ့ဘလော့ထားတယ်ကောင်မဘာဆောက်ချိုးချိုးတာRochelleနဲ့အဆက်အသွယ်ရှိလားမရှိလားငါခုရှင်းရင်လို့လာပြီးဒဲလာပြီးပြောဆိုမပြောရဲဘူးငါ Rochelleနဲ့အဆက်အသွယ်ရှိရပုံစံနေနဲ့ငါ့ကို line ပေါ်မှာတင်ပြီးသူနဲ့ယူပြီးမှငါတို့ညစကားပြောနေတဲ့ပုံစံနေနဲ့မရကြီးသိဖြစ်ချင်တာသူများအိမ်ပေါ်တက်ပြီးတော့ငါပစ္စည်းတွေနော်ငါအိပ်ယာတွေပေါ်မှာတက်အိပ်ပြီးတော့ဖင်လာရနေအခုမှဇောင်းထကြွစိတ်လျှော့တယ်တောင်းဆိုသူ့ကိုဆွဲမထည့်ဘူး Rochelle ကိုပဲတိုက်ရိုက်ဆဲရနေတာဘာလို့လဲဆိုတော့ Rochelle ကိုဆဲတဲ့အကြောင်းတရားကငါ့ကို fake account တွေဖွင့်ပြီးတော့ဒီ TikTok မှာမျိုးစုံတွေတင်ပြီးစားထားလို့မရအောင်လုပ်နေလို့ Rochelle ကိုပဲဆဲရအခုကငါအဖေကိုတင်လို့အဲ့ကောင်မကိုတဲ့ဆဲတာငါအဖေနဲ့မဆိုင်တဲ့ကိစ္စကိုငါအဖေကိုလာဆွဲထည့်ပြီးတင်လို့ကောင်မဟမ်တော်ချက်တည်းရတုံးလာတာကြတော့ငါနှခမ်းနေနော်ဘဲဟွာလဲငါဂျီယောဟွာရငါဂျီယော iShare ကတ်တယ်အကောင်လုံးအမှကြံခဲ့အကောင်လုံးထိုင်သုံးနေရအဲ့ဒါကို तू ဘာမှမသုံးပါဘူးဘာမှမရှော့ပါဘူးစောက်ပို့နော်ဒီမှာပြလို့ရရဲ့ငါရဲ့ဟိုပါလဲ Dyson တော့မှ Dyson ကိုနာမည်ဖြတ်ပြီးသုံးနေတယ်စောက်စင်နဲ့ဒိုင်ဆန်ကိုငါနာမည်ထိုးထားတဲ့ဟာယူနာမည်ဖြတ်ပြီးသုံးနေရဆောက်စင်နဲ့ငါ့ကိုလာပြီးတော့ဖင်လာရဗျဟမ်ငါရဲ့ iShare ငါရဲ့မျက်တောင်အတူငါဒိုင်ဆန်အမိုင်ထိုင်သုံးနေတာငါပစ္စည်းပြန်မပေးဘဲနဲ့အခုထိငါအိမ်မော်ကြီးတက်ပြီးထိုင်သုံးနေတဲ့မိန်းမကငါ့ကိုလာပြီးတော့မရင်ငယ်ဆက်ထက်သွင်းတယ်sorry အဲ့ဒါရောပြောနေတာမပြောလို့မရဘူးတစ်သက်လုံးဒီတစ်နေ့တော့အဲ့ကောင်မလာမချင်းအိမ်အကြောင်းထိုင်ပြောနေမှာကောင်မအမှန်တိုင်းလာဝင်ခံနေလောက်ခဲ့ရည်ငါမလောက်ဘဲနဲ့ငါ့ကိုဆွဆွဲရည်အမှန်တိုင်းလာဝင်ခံလာမဝင်ခံတစ်သက်လုံးပြောမှာနေတိုင်းထိုင်ပြောနေမှာနှုတ်ဆောက်ကြောင်ငါအဖေကိုထိတဲ့အတွက်သေဖို့ပြင်ထားကောင်မသူမတက်မရှင်းရလို့မရဘူးဆော့ချက်ခွဲထားမီလီယံနဲ့ချီရတန်းနဲ့ချီရအကောင့်မှာငါ့ကိုဆော့ချက်ခွဲထားတာတက်မရှင်းရလို့မရဘူးလာရှင်းငါနေနေအိမ်ငါပစ္စည်းတွေနဲ့ငါလောက်ထားတဲ့ဟာတွေပဲအရကင်းအစားငါလောက်ထားတဲ့အရကင်းနော်ဘာလဲအဝတ်ထဲချီရစားငါအဝတ်ချင်းငါကိုယ်တိုင်ဝယ်ထားတဲ့ဟာတွေအဲ့ဒါငါပိုင်တာလားဆိုတော့ငါပစ္စည်းတွေပဲလေအကုန်လုံးအဲ့ပစ္စည်းကငါပတ်စံနဲ့ငါဝယ်ထားတဲ့ဟာတွေငါ cosmetic တွေဟမ်အဲ့ဒါငါပိုင်တာမလို့ဘယ်ကောင်မပိုင်တာလဲအဲ့ဒါကိုထိုင်သုံးနေရလေဘယ်သူပိုင်တာလဲစနိုက်လေကြော်သေးတယ်တငယ်ချင်းအရင်ကိုစောက်ကျင့်ရုပ်ပြီးတော့ငါအဖေကိုလည်းလာပြီးတော့ဟိုကောင်ဆဲတဲ့ဟာတွေကိုလာတင်သေးတယ်ဆိုတော့ဘလို့စောက်ဆင့်နေလဲနေရ
ကောင်ကသူနဲ့ပြန်ပြီးတူတူနေမှကျမပစ္စည်းပြန်ပေးမယ်အဲ့လိုပုံစံမျိုးလာချိချက်တယ်ကျမရတယ်မယူတော့ထားလိုက်တော့ဆိုပြီးတော့ထားရချင်မှာကောင်းမပစ္စည်းကိုထိုင်သုံးနေဟမ်ငါသာပတ်သက်ချင်နင့်လိုကောင်မအဲ့ဒီအိမ်တောင်အဲ့ဒီအိမ်တောင်နေလို့မရဘူးနားလေလားစနိုက်မှာငါအဖေအကြောင်းကိုတင်ထားလို့ငါပြောနေရလေပြန်မလို့ချင်နိုင်လာမပြောနဲ့သူ့ဆောက်ကြောင်ငါတကြောင်မှ live ဖြစ်နိုင်မပြောကြငါဟိုကောင်မတဲ့ဆဲနေသူ့အကြောင်းကဟိုကောင်တိုင်းဆဲနေငါ့ကိုငါပဲစနိုက်ပုံစံလာပြောနေလို့သူစနိုက်ထားရဲဆိုတဲ့အကြောင်းကိုငါထည့်ပြောတာမျိုးပဲရှိအခုကသူ့ကိုတဲ့ဆဲတာငါအဖေကိုလာပြောလို့တဲ့ကိုဆဲတာဟိုကလင်းများဖြစ်နေပြီလေအဲ့ဆိုလင်းများကိစ္စလင်းများရှင်းနေဘာလို့ငါအဖေဟာကြီးတို့လာတင်တာလဲငါဖေနဲ့ဘာဆိုင်လို့လဲငါဟာကိုတင်တာငါဘာမှဖြစ်ဘူးငါအဖေကိုဘာဆွဲထည့်ရလဲသူမိဘကိုထိရင်သူကြိုက်လားငါသူ့အမေကိုခင်ဆန္ဒဘာဖြစ်နေကြဖြစ်တယ်ဆဲထားတဲ့ဟာကြီးကိုငါတင်ရမလားငါမတင်ဘူးလေငါမရှိရလေငါမတင်ဘူးလေဆန္ဒမဆူငါ join ထားရဲ့မဆူကလာပို့ထားရဲ့အကုန်ရှိရဲ့သူ့ကိုပို့ထားတစ်စစ်ငါမတင်ဘူးလေအကုန်လုံးလိုက်ပြနေရလေအမြဲတမ်းဆဲဆိုမရိုင်းတောင်းညံဖြစ်ပြက်သမျှဟာကြီးအကုန်လုံးငါဖေကဘာလို့တင်လဲသူမနဲ့ဆိုလာရှင်းခိုင်းလိုက်တနေ့လုံးငါဒီမှာ live လွှင့်ပြီးထိုင်ဆောင်နေမယ်နော်သူကဘလော့ထိုင် unblock လုပ်ခိုင်းလိုက်ဒါပဲငါ့ပြောဆွဲထဲကောင်မတရားဥပဒေရရှင်းရမယ်တရားဥပဒေရရှင်းရမယ်အပြင်ကိုမှအခုဒီနေ့ငါရဲ့ကွန်တိခါအတွက်လာရှင်းမရှိရင်နင်ဘယ်လောက်ရုပ်မာခဲ့လဲနင်ငါရှာဘလို့လင်းခိုးလဲဆိုအကုန်ပြောမယ်နေ live ထဲမှာတနေ့လုံးထိုင်ပြောမှာနော်ငါတို့ရသမီးငါဖေကိုယူနေအောင်ချစ်တဲ့ကောင်မငါအဖေကိုထိလို့မရအောင်ကောင်မနင်မနေကြိတ်တာလုပ်လို့ရတယ်ငါအဖေကိုမထိနဲ့နင်မနေကလားကိုပဲခိုးနော်ငါအညာပစ္စည်းတွေပဲတုံးပြီးတော့ခိုးစိတ်မစားငါအဖေကိုလာမထိနဲ့နားလေလားမဆိုင်တာကိုဖေ့မရနဲ့ငါမြန်မာပြည်မှာငါခုဆာမွက်လာဖြစ်နေရငါအိမ်မှာနေပြီးတော့ငါ့ကိုဒုက္ခလိုက်ပေးနေတယ်သူတို့နှစ်ယောက်ရန်ဖြစ်တိုင်းငါနာမည်ဆွဲထည့်တယ်ငါကိုတိတ်ခါကြစီမဲ့စကားကြီးလာပြောနေရရွှေမတက်ဆန်မိုင်လာ join လေကိုမနေရလူအောင်ပြောနေမရှက်ဘူးလားနေမနေဆိုနေလာ join လိုက်လေငါမိဘတို့ရှက်ခွဲတဲ့ကောင်မဘာမှမဆိုင်မဆိုင်နဲ့ရွှေဝတ်တက်ဆန်စနိုက်ကြော်မကြောက်ဆွမ်းမကြည့်လိုက်ပါလွန်သွားတာမလို့ကန်းကကုံသွားတာမလို့မမိဘကိုထိလို့မရဘူးစိတ်ကူးမရင်နဲ့ကျန်တာရတယ်မိဘထိလို့မရဘူးတင်တာယူနေတဲ့ကိစ္စမဟုတ်ဘူးငါမိဘအဆက်ကွဲစီမဲ့ဟာကို live မတင်လို့ဖြစ်တဲ့ကိစ္စနော်အဲ့ဒီကောင်ငါမလို့ချင်လို့သူရတာငါထားခဲ့လို့သူရတာငါပစ္စည်းတောင်ခုထိသူသုံးနေတာပြောတာနားလေလားစပ်ပေါက်ပပီအေးစေးစားတော့မျိုးစို့နေငါဖေကိုလာဆွဲမထဲနဲ့ဒီကောင်မငါဖေသူ့ချီထားတဲ့ဟာကောင်လည်းပြန်ပေးပွားကြီးအဲ့တော့ကလည်းဖြစ်တဲ့ပြဿနာငါခွေးနဲ့ငါတော့ကြံခဲ့တယ်နော်ငါခွေးကိုလုံးဝပြန်မပို့ဘူးငါခွေးဆိုတာအဲ့မြန်မာပြည်ကနေပြီးတော့ဘန်ကောက်ကိုလေနဲ့အောင်တင်ခေါ်ထားတာငါအခွေးမပိုင်ငါနေစီမလာဘူးလို့ပြောပြီးသားဘာလို့ဆိုငါခွေးချက်မိုင်မကောင်းငါခွေးနဲ့ပဲငါနေချင်တယ်ရတယ်ခွေးကိုပါခေါ်တယ်ပြီးလဲပြီးတော့ပြက်ရောငါသူစီပြန်မလာဘူးလို့လုပ်တာနဲ့ခွေးကိုလည်းပြန်မပို့ဘူးဆိုခွေးကိုစားကန်ခေါ်ထားတယ်အဲ့တော့ဖေးကဘလဲဖို့အတွက်ပတ်စံချင်းလက်ထဲမှာမရှိလို့ခဏယူပြီးတော့အဲ့ခွေးကိုမြန်မာပြည်ပြန်ပို့ဖို့အတွက်လုပ်တဲ့ကိစ္စမှာပတ်စံသုံးလိုက်တာပြီးတော့လည်းပတ်စံပြန်ပေးခဲ့တာပဲအတကိုမစီမဆိုင်ဂျားရကနေပြီးတော့ဘာဖေဝင်ရတာတို့ကငါတို့ပြောနေတယ်မှာဖြစ်ခဲ့ကိစ္စကိုနင်ကဘာကိုဖေဝင်ရပြီးလိုက်မတက်တင်တာနှာခေါင်းမကြီးအောင်ငါနှာခေါင်းတွေရောမျက်ခုံးတွေရောမီးစီရောအားလုံးအစ်စ်တွေပဲသူများလိုမှစာကြွေလောက်ထားတခုမှမရှိဘူးနားလေလားဒါပဲပြောမယ်မျက်ခုံးလည်းအစ်စ်ပဲဒီမှာနော်ကျန်နိုင်မပြောချင်ဘူးနှာခေါင်းမကြီးရင်မပြောနဲ့